နှုတ်ကပတ်တော်ခေါင်းစဉ်ကတော့တရားစီရင်ခြင်းကိုအောင်နိုင်သောဂရုဏာနော်တရားခေါ်ချက်ခေါင်းစဉ်လေးစဉ်းသဖြင့်ထိုးပေးပါဦးတရားစီရင်ခြင်းကိုအောင်နိုင်သောဂရုဏာဟာလေလုယာနော်နှုတ်ကပတ်တော်နဲ့ခွန်အားရပြီအဲ့တော့ပြန်လို့ရပါပြီလို့ပထမဦးဆုံးကျမ်းပိုင်းတစ်ပိုက်ဖတ်ချင်ပါတယ်ဒါကတော့ဒီနေ့အမှုတော်ဆောင်ဖို့ရန်ပြင်ဆင်သောကျမ်းစာကျောင်းသားကျောင်းသူများနဲ့နော်အနေနဲ့ရက်ကရောက်နေတဲ့ကျွန်တော်တို့ရဲ့သင်းအုပ်တွေအမှုတော်ဆောင်တွေThe city အသင်းတော်မှာရှိသောရန်ကုန်မှာရှိသောအမှုတော်ဆောင်အားလုံးအတွက်ဖြစ်ပါတယ်အထူးဖြင့်ကျွန်တော်တို့ဒီအသင်းတော်ရဲ့ခံယူချက်တစ်ခုကပါလဲဆိုတော့ဘုရားသခင်ကိုယုံကြည်သောယုံကြည်သူတိုင်းဟာဘုရားသခင်ရဲ့အမှုတော်ဆောင်တွေဖြစ်တယ်လို့ခံယူပါတယ်သင်ဘယ်အလုပ်ပဲလုပ်ပါစေသင်သည်ဘုရားသခင်နိုင်ငံတော်သားဖြစ်တယ်နိုင်ငံတော်သားဟာနိုင်ငံတော်ရဲ့တာဝန်ဆိုတာရှိတယ်အဲ့တာဝန်ကတော့ဘုရားသခင်ရဲ့အလင်းကိုထွန်းလင်းရတဲ့တာဝန်ဖြစ်ပါတယ်ဧဝံဂေလိသတင်းစကားကိုဝေမျှရတဲ့တာဝန်ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အားလုံးသည်ဘုရားသခင်ရဲ့အမှုတော်ဆောင်တွေဖြစ်ပါတယ်ဒါကြောင့်ဒီကျမ်းပိုက်လေးဟာသိအရေးကြီးတယ်အားလုံးကအမှုတော်ဆောင်ဆိုတော့ဘယ်လိုလုပ်ကြမလဲပေါ့နော်ငါကြတော့လည်းဘယ်သူမှတရားမဟောခိုင်းဘူးလူငွေလည်းလာမပေးဘူးဒါမျိုးလေးလည်းနော်ငါအခွင့်အရေးလေးမရဘူးဒီလိုပုံစံမျိုးတွေလည်းရှိတတ်ပါတယ်နော်ဒီနေ့သင်ဟုတ်တွေဆိုရင်ဒီမှာဆရာမတွေဆိုရင်ကျွန်တော်တို့နော်အိတ်လေးနဲ့လက်ဆောင်တွေရတယ်ဒါအိတ်တစ်ခုစီတိုင်းမှာဒါ iPhone 17 Pro Max ကျွန်တော်တို့မထည့်ထားပါဘူးနော်ပေးတယ်အဲ့တော့နော်ဘာပဲဖြစ်ဖြစ်ဒီလိုခွင့်ရတွေကတော့ငါလိုတဲ့အမှုတော်ဆောင်ငါတို့လည်းယုံကြည်သူဖြစ်တယ်လို့ဆရာကပြောပြီးတော့နော်ငါတို့ဘာလို့ခွင့်မရတာလဲဒီကျမ်းပိုက်လေးကတော်တော်စိတ်ဝင်စားစရာကောင်းပါတယ်ယာကုပ် 3:1 ဖြစ်ပါတယ်ငါညီအကိုတို့ငါတို့သည်တာ၍ကြက်တီးသောစစ်ကြောစီရင်ခြင်းကိုခံရမည်ဟုသင်တို့သိ၍အများသောဆရာမဖြစ်ကြနဲ့အင်္ဂလိပ်လိုဆိုရင်သူကဘာလဲဆိုတော့ let not many of you become teachers မင်းတို့ရှိသမျှအားလုံးဆရာတော့မလုပ်ကြနဲ့တဲ့ဒါကျွန်တော်ဘာသာပြန်လိုက်တာဖြစ်ပါတယ်ကျမ်းစာအဲ့ဒါပဲပြောပါတယ်မှန်တယ်ကျွန်တော်အမှုတော်ဆောင်တွေဖြစ်ပါတယ်ဒါပေမဲ့လူတိုင်းတော့ဆရာတွေမလုပ်ကြနဲ့ဘာကြောင့်အဲ့လိုပြောလဲဆိုတော့ဆရာဖြစ်ခြင်းမှာသူများနဲ့မတူတဲ့ကြက်တီးသောစီရင်ခြင်းရှိတယ်တရားစီရင်ခြင်းရှိတယ်ယုံကြည်သူချင်းချင်းပဲဒါပေမဲ့နှုတ်ကပတ်တော်ကိုပြန်လည်၍သူတို့ဘာကိုတွင်တင်ခြင်းကအရေးချင်းရှိသောသူဗိသိက်ခံရသောသူလောက်ရသောသူတိုင်းသည်သူများနဲ့မတူသောဘုရားသခင်ရဲ့တရားစီရင်ခြင်းကိုခံရမှာဖြစ်တယ်။ဒါကြောင့်မလို့ဒီကျမ်းစာလေးရဲ့ဆိုလိုရင်းကတော့လွယ်လွယ်ကူကူတော့တရားဟောဆရာဖြစ်ဖို့နှုတ်ကပတ်တော်ကိုသင်တဲ့ဆရာဖြစ်ဖို့သူတို့ဘာကိုပြန်ပြီးတော့ဝေမျှတဲ့ဆရာမတယောက်ဖြစ်ဖို့ဆိုတာတော့မလွယ်ဘူးလို့ပြောချင်တာဖြစ်ပါတယ်။ခက်ခဲတဲ့ຢာတစ်ခုဖြစ်တယ်။ဘာကိုခက်ခဲတာလဲဆိုတော့တနေ့ကျရင်ကျွန်တော်တို့သင်ကြားသမျှပြောဆိုသမျှကျွန်တော်တို့အမှုဆောင်လုပ်ငန်းမှာဆုံးဖြတ်ချက်တစ်ခုစီတိုင်းငွေကြေးသုံးစွဲမှုကအစပြောတဲ့စကားလုံးတွေကအစဖယားကတရားစီရင်မှာရိုးရိုးတရားစီရင်မှာမဟုတ်ဘူးကြက်တီးဆိုတာတရားစီရင်မှာခက်ခဲလိမ့်မယ်ဒါကြောင့်မလို့သူကဒီနှုတ်ကပတ်တော်အပြင်တတိပေးတာဖြစ်တယ်အဲ့တော့တရားစီရင်လို့ပြောတဲ့အခါမှာတရားစီရင်ခြင်းမှာအဓိကအပြင်နှစ်မျိုးရှိပါတယ်နှစ်ခုရှိပါတယ်တရားစီရင်သောနေရာပထမတစ်ခုကတော့ပလင်ဖြူတရားစီရင်ခြင်းဖြစ်ပါတယ်နော်ပလင်ဖြူရဲ့တရားစီရင်ခြင်းဆိုတဲ့အရာကတော့ဗျာဒိတ်ခန်းကြီး20ငယ်17ကနေ15မှာရေးထားတဲ့အရာဖြစ်ပါတယ်တဖန်တုံဖြူသောပလင်ကြီးကို၎င်းပလင်ပေါ်မှာထိုင်တော်မူသောသူကို၎င်းငါမြင်၏ကောင်းကင်နှင့်မြေကြီးသည်မျက်နှာတော်ရှေ့မှပြေးလွှင့်၍သူတို့နေစရာအရာမရှိသေလွန်သောသူအကြီးငယ်တို့သည်ပလင်တော်ရှေ့မှရက်နေကြသည်ကိုငါမြင်၏စာဆောင်များကိုဖွင့်ထား၏အသက်စာဆောင်တည်းဟူသောအခြားတစ်ပါးသောစာဆောင်ကိုလည်းဖွင့်လေ၏သေလွန်သောသူတို့သည်မိမိတို့အကျင့်တိုင်းစာဆောင်တို့၌ရေးထားချက်များနှင့်အညီတရားစီရင်ခြင်းကိုခံရ၏သမုဒ္ဒရာသည်မိမိ၌ရှိသောလူသေးတို့ကိုအပ်ပေး၏မရဏနှင့်မရဏနိုင်ငံသည်လည်းမိမိတို့၌ရှိသောလူသေးတို့ကိုအပ်ပေးကြ၏လူအသီးသီးတို့သည်မိမိတို့အကျင့်တိုင်းတရားစီရင်ခြင်းကိုခံရကြ၏ထိုအခါမရဏနှင့်မရဏနိုင်ငံကိုမိအိုင်ထဲသို့ချပစ်လေ၏ထိုသေခြင်းကဒုတိယသေခြင်းဖြစ်သည်အသက်စာဆောင်၌စည်ရင်မဝင်သောသူရှိသမျှတို့ကိုလည်းမိအိုင်ထဲသို့ချပစ်လေ၏ဒါကတော့နှုတ်ကပတ်ကျမ်းစာမှာတွေ့ရတဲ့နောက်ဆုံးသောတရားစီရင်ခြင်းဖြစ်တယ်အဲ့တော့အဲ့တရားစီရင်ခြင်းရဲ့အရှိမနောက်တစ်ခုရှိသေးတယ်ခဏနေရင်နံပါတ်2အနေနဲ့ပြောပါမယ်အခုဒီတရားစီရင်ခြင်းကတော့နောက်ဆုံးတရားစီရင်ခြင်းဒီတရားစီရင်ခြင်းဟာဘုရားသခင်ကိုတည်တော်သူဖြစ်စေမတည်တော်သူဖြစ်စေဘယ်လူမျိုးဘယ်ဘာသာပဲဖြစ်စေဘယ်နိုင်ငံမှာပဲနေရခင်ကတည်သွားပြီးတော်သူလည်းမရဘူးပင်လယ်မှာတည်တဲ့သူလည်းမရဘူးမြေကြီးမှာတည်တဲ့လူလည်းမရဘူးအငွေ့ပြန်သွားတဲ့လူလည်းမရဘူးအကုန်လုံးဟာဒီနေ့ကျွန်တော်တို့ကိုယ်ခန္ဓာထဲမှာရှိတဲ့ဝိညာဉ်ဟာမပြောက်သွားတဲ့အတွက်ကြောင့်မလို့ထိုဝိညာဉ်အားလုံးတည်ဘုရားသခင်ရဲ့နောက်ဆုံးတရားစီရင်ခြင်းဖြစ်သောပလင်ဖြူတရားစီရင်ခြင်းမှာအရှိမရပါပြီ
အဲ့ကြရင်သူတို့လှုပ်ဆောင်သောအရာအားလုံးကိုမှတ်တမ်းတင်ထားသောစာဆောင်တွေကနေတစ်ဆင့်အဲ့ဒီအရာအားလုံးကိုစစ်ဆေးပြီးတော့ဖခင်ကတရားစီရင်မှာဖြစ်တယ်အဲ့ဒီတရားစီရင်ခြင်းအံ့ဩစရာကောင်းတဲ့မရဏနဲ့မရဏနိုင်ငံကိုပါတရားစီရင်တာဖြစ်တယ်ဒါပေမဲ့မပါသွားတာကတော့ဖခင်သခင်နိုင်ငံတော်သားတွေကတော့အဲ့ချိန်မှာတရားစီရင်ခြင်းမခံရတော့ဘူးအဲကြောင့်ဒီကျမ်းစာကိုဖတ်တဲ့အခါမှာအဲ့ဒီတရားစီရင်ခြင်းဒီအထူးသဖြင့်ယုံကြည်သူများကိုစီရင်သောတရားစီရင်ခြင်းမဟုတ်ဘဲနဲ့ယေရှုခရစ်တော်ရဲ့ဧဝံဂေလိသတင်းစကားကိုကြားတော်လည်းပဲညင်းပယ်သောသူများနဲ့နတ်ဆိုးကောင်းကင်တမန်စာတမန်နဲ့ကိုပါတရားစီရင်သောနောက်ဆုံးသောတရားစီရင်ခြင်းဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအရင်မတိုင်ခင်မှာတရားစီရင်ခြင်းတစ်ခုကတော့ခရစ်တော်ဤတရားပလင်လို့ခေါ်တဲ့ခရစ်တော်ရဲ့တရားစီရင်ခြင်းရှိပါတယ်ဒီတရားစီရင်ခြင်းကတော့နည်းနည်းထူးခြားတယ်သူကကြတော့ယုံကြည်သူတွေကိုအဓိကတရားစီရင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကျမ်းစာလေးမှာဒီခရစ်တော်ရဲ့တရားပလင်ဆိုတဲ့နော်စကားလုံးလေးဟာဘီမာဆိုတဲ့ဒီစကားလုံးလေးကနော်ကျွန်တော်တို့ဆော့ကဗျာဒိတ်ကျမ်းတွေကပလင်ဖြူဆိုတဲ့တရားပလင်နဲ့ကွာပါတယ်မတူဘူးဆိုတဲ့အရာလေးကိုကျမ်းစာထဲမှာတွေ့ရတယ်အဲ့တော့ယောမခန်းကြီး14ငယ်10ကနေ73ကိုဖတ်မယ်ဆိုရင်အဲ့ဒီအကြောင်းတွေ့ရပါတယ်သင်သည်ညီကိုချင်းကိုအဘဲကြောင့်စစ်ကြောစီရင်သည်။ညီကိုချင်းကိုအဘဲကြောင့်မထီမဲ့မြင်ပြုသည်။ငါတို့ရှိသမျှသည်ခရစ်တော်၏တရားပလင်တော်ရှေ့သို့ရောက်ရကြမည်။ကျမ်းစာလာသည်ကငါအသက်ရှင်တော်မူသည်ဖြစ်၍ငါရှေ့၌လူတိုင်းဒူးထောက်ရမည်။ဘုရားသခင်အားလူတိုင်းမိမိနှုတ်နှင့်သစ္စာခံရမည်ဟုထာဝရဘုရားမိန့်တော်မူ၏။တို့ဖြစ်၍ငါတို့ရှိသမျှသည်ဘုရားသခင်စစ်ကြောတော်မူခြင်းကိုခံရကြမည်။ထို့ကြောင့်ငါတို့သည်ယခုမှစ၍အချင်းချင်းမစစ်ကြောမစီရင်ဘဲနေကြကုန်အံ့ညီကိုချင်းထိမိ၍လဲเสียအခွင့်မာယွင်းเสียအခွင့်မရှိစေမည်အကြောင်းသာ၍စီရင်ကြကုန်အံ့ဒီကျမ်းစာကိုဖတ်လိုက်တာနဲ့အသင်းတော်ထဲမှာပါဝင်တက်ရောက်နေကြသောခရစ်တော်ရဲ့ကိုယ်ခန္ဓာတော်အစိတ်ပိုင်းဖြစ်သောယုံကြည်သူများကိုဒီနေ့ဒီအရာလေးကပြောနေတယ်ဆိုတာထင်ရှားပါတယ်မယုံကြည်သူတွေကိုပြောနေတာမဟုတ်ဘူးယုံကြည်သောသူတွေကိုပြောနေတာဖြစ်တယ်ကျွန်တော်ကလည်းဆိုပေးပါအောင်ငါတို့ရှိသမျှသည်ဘုရားသခင်စစ်ကြောတော်မူခြင်းကိုခံရကြမည်ပြောပါအောင်ငါတို့ရှိသမျှဆိုတော့တယောက်မှမကြံဘူးအဲ့တော့အမှုတော်ဆောင်တွေလည်းပါမယ်ကျွန်တော်တို့အားလုံးအကုန်လုံးပါကြမယ်တရားစီရင်ခြင်းမှာဒါပေမဲ့အမှုတော်ဆောင်တွေကကြတော့သူတို့ဘာကိုတုံတင်ရတဲ့သူတွေဖြစ်တဲ့ခါကြတော့ဒီနေ့အထူးသဖြင့်နှုတ်ရှာပါဇက်အားဖြင့်စကားလုံးများစွာကိုဆေးလျက်ရတော်သူတွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ပြောလို့ရှိတယ်အမျိုးသားနဲ့အမျိုးသမီးမှာအမျိုးသမီးကအမျိုးသားထက်တစ်နေ့တာလုံးမှာစကားလုံးပို့ပြီးတော့ထောင်နဲ့ချီပြီးတော့အများကြီးပြောတယ်နော်အမျိုးသမီးတွေကပို့ပြီးတော့စကားများသောသူတွေဖြစ်တယ်ဒါပေမဲ့သိစေချင်ပါတယ်အမျိုးသမီးတွေပို့စကားများတာတရားဟောဆရာတွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာရှိတဲ့အမျိုးသမီးအားလုံးအခုကျွန်တော်အများကြီးပြောပြီးတော့ကဲကျွန်တော်ဟောနေပြီအဲ့တော့ကျွန်တော်ရဲ့စကားလုံးတွေကပုံများတယ်ပြီးတော့နှုတ်ကပတ်တော်ကိုတွင်တင်ရတာဖြစ်တယ်အနာဂတ်နဲ့ဆိုင်တဲ့အရာဝိညာဉ်နယ်ပယ်နဲ့ဆိုင်တဲ့အရာဖခင်သခင်နဲ့ဆိုင်တဲ့အရာကောင်းကင်နိုင်ငံတော်နဲ့ဆိုင်တဲ့အရာဒီနေ့အင်မတန်မှကြီးမားသောနော်ထာဝရကာလနဲ့ဆိုင်တဲ့အရာတွေကိုအဆုံးဖြတ်ဖြစ်စေမဲ့ဆုံးဖြတ်ချက်တွေချဖို့ရန်အလို့ငါကျွန်တော်တို့ကနှုတ်ကပတ်တော်ကိုပြောနေရတာမှားသွားတာနဲ့အဲ့ဒါကျွန်တော်တို့မှာတာဝန်ရှိတယ်။ဒါကြောင့်မို့တရားစီရင်ခြင်းမှာဒီမှာရှိတဲ့ကျမ်းစာကျောင်းသားကျောင်းသူများအပါဝင်အမှုတော်ဆောင်များယုံကြည်သူများအားလုံးကျွန်တော်တို့ဒီခရစ်တော်ရဲ့တရားပလင်ရှေ့မှာရောက်မယ်စစ်ဆေးခံရမယ်ဆိုတာကိုသိစေခြင်းတယ်။ဘုရားသခင်စီမှာအသက်စာဆောင်တစ်ခုပဲရှိတာမဟုတ်ပါဘူး။စာဆောင်တွေအများကြီးရှိပါတယ်။အကြောင်းမလို့ကျွန်တော်တို့ပြောဆိုသမျှလောက်ကင်သမျှအရာအားလုံးကိုမှတ်တမ်းတင်ထားမယ်ဆိုတာကိုသိဖို့ဖြစ်တယ်တေကောခန်းကြီး3ငယ်9ကနေ15မှာလည်းရှိပါတယ်ဒီຢာလေးကိုတော့ကျွန်တော်အနေနဲ့အနောက်ကကျမ်းစာလေးပဲထိုးပေးသွားပါကျွန်တော်ရှင်းပြပါမယ်အဲ့တော့ဒီကျမ်းစာကတော့အမှုတော်ဆောင်တွေကိုအဓိကပြောတာဖြစ်တယ်အဲ့တော့ဒီအမှုတော်ဆောင်တွေကဘလို့ပုံစံနဲ့အသင်းတော်ကိုတိဆောက်တယ်လဲပေါ့ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်မှာနော်ကောရိန္သုအသင်းတော်မှာဆရာနဲ့တပည့်ငါကွဲကွာမှုတွေဖြစ်နေပြီနော်ဒါကတော့ငါဆရာတစ်ဖွဲ့ကပြောတယ်ဒါကတော့ငါဆရာအဲ့တော့တစ်ဖွဲ့ချို့သောဖွဲ့ကအပေါလုကတော့တရားဟောတာပိုကောင်းတယ်ချို့ကတော့ပေါလုကတော့ပို့ပြီးတော့ထက်မြက်သောခေါင်းဆောင်ဖြစ်တယ်နှုတ်ကပတ်တော်ကိုရှင်းပြနိုင်အောင်ဒီတယောက်ကတော့အဟောပြောကောင်းတယ်စသဖြင့်ဟိုဆရာအောင်ငါကြိုက်တယ်ဒီဆရာအောင်ငါကြိုက်တယ်သူ့ကြောင့်ငါပြောင်းလဲတယ်သူကတော့ငါ့ကိုကျမ်းစာသင်ပေးတဲ့ဆရာဖြစ်တဲ့ဆရာနဲ့တပည့်တခါအုပ်စုလိုက်တယ်ကွဲကုန်ပြီဒါနဲ့ပေါလုကအဲ့ဒီမှာဟေးပေါလုကလည်းဖျားသခင်အမှုတော်ဆောင်ငါလည်းဖျားအမှုတော်ဆောင်ငါတို့ဟာလှုပ်ဆောင်ပုံချင်းမတူပေမဲ့တင်းကြီးတညွတ်ထဲမျိုးစစ်တစ်စစ်ကိုစိုက်ပြီးတော့အပင်ကိုကားနဲ့ရေလောင်းတဲ့သူကလောင်းနော်ပေါင်းတင်တဲ့လူကပေါင်းတင်စသဖြင့်ပြုစုနေတော်သူတွေဖြစ်တယ်အပင်ကိုကြီးထွားစေရတော့ဖျားပဲဆိုပြီးတော့ပေါလုကပြောရင်းကနေပြီးတော့ဒီကျမ်းစာလေးကိုရောက်လာတာဖြစ်တယ်ဘယ်လိုပြောလဲဆိုတော့ဖျားသခင်ယေရှုတော်ကိုငါခံရသည်နှင့်အညီလိမ္မာသောဘိတုကာကဲ့သို့တိုက်မြစ်ကိုချပြီးအခြားသောသူသည်ထက်ဆင့်၍တိဆောက်လေ၏
တို့ရာတွင်အဘယ်သို့ထက်ဆင့်၍တိဆောက်သည်ကိုလူတိုင်းသတိပြုပါစေအဲ့တော့ဆက်ပြီးတော့ဖတ်ရအောင်အဲ့တော့ဒီကတော့ဒါနော်ဘိသုကတယောက်ပုံစံမျိုးနဲ့တိုက်မြစ်ကိုချဆိုတိုက်မြစ်ကဘာတူလဲဆိုယေရှုခရစ်တော်ဖြစ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ပေါလုကငါဟာဧဝံဂေလိသင်စကားကိုဝေငှပြီးတော့မင်းတို့ရဲ့အသက်တာထဲမှာအရေးကြီးဆုံးဖြစ်တဲ့အုတ်မြစ်ကိုငါချပြီးသွားပြီဒါပေမဲ့အမှုတော်ဆောင်တိုင်းကတော့ဒီအုတ်မြစ်အပေါ်မှာတနည်းအားဖြင့်ပြောမယ်ကျွန်တော်တို့ရဲ့အသက်တာထဲမှာခရစ်တော်ဆိုတဲ့အုတ်မြစ်ကိုချပြီးသွားရင်ကျွန်တော်တို့အသက်တာမှာလိုအပ်သောအသက်ရှင်မှုတွေကိုကြံတဲ့ဆရာတွေကတွင်တင်ထိန်းချောင်းတဲ့အခါမှာဘလို့ပုံစံနဲ့တိဆောက်တယ်လဲဆိုတာကိုသတိပြုပါတဲ့အမှုတော်ဆောင်တွေကဘလို့ပုံစံနဲ့တွင်တင်တယ်လဲဘလို့ပုံစံနဲ့ဥဆောင်ပေးနေတယ်လဲဆိုတာကိုသတိပြုပါလို့ပြောချင်တာဖြစ်တယ်အကြောင်းမူကားယေရှုခရစ်တော်ဒီဟူသောချလျက်ရှိသောတိုက်မြစ်မှတပါအခြားသောတိုက်မြစ်ကိုအဘယ်သူမျှမချနိုင်တိုက်မြစ်ကတော့ဘသူပဲဧဝံဂေလိဟောနောက်ဆုံးမှာအခြေခံအုတ်မြစ်ကတော့ယေရှုပဲဖြစ်တယ်ဟာလေလုယာလူတိုင်းအသက်တာထဲမှာကယ်တင်ခြင်းကိုပေးတာယေရှုဖြစ်တယ်ဘယ်ဆရာကပဲဟောဘယ်အသင်းတော်မှာပဲယဉ်နေချင်းခံအုတ်မြစ်တီအသင်းတော်မဟုတ်ဘူးအုတ်မြစ်တီအမှုတော်ဆောင်ဆရာမဟုတ်ဘူးကျွန်တော်တို့ရဲ့အသက်တာရဲ့အုတ်မြစ်တီကျွန်တော်တို့ကိုကယ်တင်သောယေရှုခရစ်တော်ဖခင်ဖြစ်တယ်ဟာလေလုယာသို့တော်လည်းပဲခရစ်ယာန်အသက်တာကတိုက်တစ်ခုလိုပဲအုတ်မြစ်ပြီးရင်ထက်ဆင့်တိဆောက်သွားရတယ်ဒါကြောင့်အဲ့နေရာမှာဆရာပေါင်းဆောင်ကရောက်လာပြီနှုတ်ကပတ်တော်တွေကိုကြားရပြီအခုခေတ်ဆိုပို့ဆိုးတယ် YouTube ကနေပြီးတော့ဆရာပေါင်းဆောင်ရင်နှုတ်ကပတ်တော်ခံစားလာရတော့ငါတို့ဖခင်เจ้าကဆရာကတရားဟောမကောင်းဘူး YouTube ကဆရာကမှတကယ် share ဒီလိုခွန်အားရတယ်ဒီလိုပုံစံဖြစ်ပြီးတော့ကိုယ့်ရဲ့ဆရာတွေကိုမယုံမသိလဲပြုတ်တက်ပြန်တယ်ဒါကြောင့်ဒီနေ့သတိရှိဖို့ဖြစ်ပါတယ်အဲ့တော့ကဲဆက်ဖက်မယ်အငယ်7နှစ်မှာတိုက်မြစ်ထိုတိုက်မြစ်အပေါ်၌ရွှေငွေကြောက်ကောင်းတစ်သားမြက်ပင်ကောက်ရိုးများကိုထက်ဆင့်၍တိဆောက်တော်သူရှိသမျှအသီးသီးလှုပ်သောအလုပ်သည်ထင်ရှားလိမ့်မည်အဘယ်သို့နည်းဟုမူကားဖော်ပြချိန်နေ့ရက်သည်မိအားဖြင့်ထင်ရှားစေလိမ့်မည်လူတိုင်းလှုပ်သောအလုပ်သည်အဘယ်သို့သောအလုပ်ဖြစ်သည်ကိုမိသည်စစ်ကြောစုံစမ်းလိမ့်မည်ထိုတိုင်းမြစ်ပေါ်၌ထက်ဆင့်၍တိဆောက်သောအကျဉ်သူ၏အလုပ်သည်မြဲ၏ထိုသူသည်အကျိုးကိုခံရလိမ့်မည်အကျဉ်သူ၏အလုပ်သည်ကျွမ်းလောင်၏ထိုသူသည်အရှုံးခံရလိမ့်မည်သို့တော်လည်းမိနှင့်လို့တကယ်တော့သူသည်ကဲတင်ခြင်းသို့ရောက်လိမ့်မည်အမှုတော်ဆောင်ဆရာတွေကိုအဓိကပြောနေတာဖြစ်တယ်တိုင်းမြစ်ဘလို့ချတယ်သတိပြုတနေ့ကျရင်မင်းတို့လုပ်တဲ့အလုပ်တွေဟောတဲ့တရားဟောချက်တွေကိုဖခင်ကမီးနဲ့စစ်ဆေးမှာမီးဆိုတာကဒီနေ့မှန်ကန်တဲ့အရာတွေပဲကြံခဲ့မှာနော်ရွှေဆိုတဲ့အရာမျိုးပဲကြံခဲ့မှာအမိုက်တွေကပျောက်သွားမှာအဲ့တော့ကျွန်တော်တို့တရားဟောချက်တွေမှာဘလောက်အမိုက်တွေပါနေပြီလဲကျွန်တော်တို့ရဲ့တုံတင်မှုတွေထဲမှာဘလောက်တော့အမိုက်တွေပါနေပြီလဲကျွန်တော်တို့မသိနိုင်ဘူးကျွန်တော်တို့တစ်ခါတည်းမှာအာရပါရအမှုတော်ဆောင်နေကောက်ရိုးဖြစ်နေတတ်တယ်တစ်ခါတည်းမှာအာရပါရတစ်ခါတည်းစ조사အားထုတ်တယ်တစ်သားဖြစ်နေတတ်တယ်ဖခင်ကမီးနဲ့စစ်တော့တစ်သားနဲ့ကောက်ရိုးဆိုတာကလောင်မှာပဲဒါပေမဲ့ဘာတွေကြံခဲ့မလဲကြောက်ကောင်းတွေကြံခဲ့လိမ့်မယ်တန်ဖိုးရှိသောရွှေကတစ်ခါတည်းမီးနဲ့စစ်လေအမိုက်ကင်းလေသူကပိုတောက်ပလေဟာလေလုယာဆိုတော့ဒီနေ့အမှုတော်ဆောင်တဲ့အုံမြင့်ဖြစ်တဲ့ယေရှုပေါ်မှာထက်ဆင့်ပြီးတော့လူတွေရဲ့အသက်တာကိုတီဆောက်တဲ့အခါမှာသတိပြုပါဒီလိုမှားနေတာဖြစ်တယ်ဆိုရတဲ့အကြောင်းအရာကဘာလဲဆိုတော့တနေ့ကျရင်ငါတို့ခရစ်တော်ရဲ့တရားပလင်ရှေ့မှာတော့သူများနဲ့မတူတဲ့ကြက်တီးစွာဆုံးမခြင်းကိုငါတို့ခံရမှာဖြစ်တယ်။ဒါကြောင့်မို့တရားစီရင်ခြင်းကိုကြည့်လိုက်တဲ့အခါမှာ၃မျိုးအခြေခံအပြင်ရှိတယ်။ပထမတစ်ခုကဘာကိုစစ်ဆေးတာလဲဘာကိုတရားစီရင်တာလဲဆိုတော့စကားလုံးတွေကိုတရားစီရင်တာဖြစ်တယ်။ဒီနေ့ဒီမှာရှိတဲ့အမှုတော်ဆောင်တွေကျမ်းစာကြောင်းဆင်းပြီးတော့အမှုတော်ဆောင်ဖြစ်လာမဲ့ညီကိုမောင်နှမတွေနှုတ်ကပတ်တော်ကိုဝေမျှသောဆရာတွေကစဒီခံယူနေသောသူတွေဒါတွေကိုသိဖို့လိုပါတယ်။ကျွန်တော်တို့ရဲ့စကားလုံးတွေကိုဖခင်ကတရားစီရင်မှာဖြစ်တယ်။မဿဲခန်းကြီး7ငယ်36ကနေ30မှာငါဆိုသည်ကလူတို့သည်အကျိုးမဲ့သောစကားကိုပြောသမျှအတွက်တရားဆုံးဖြတ်သောနေ့၌စစ်ကြောခြင်းကိုခံရကြလက်တဲ့သင်စကားများအဖြစ်သင်သည်အပြစ်လွတ်လိမ့်မည်သို့မဟုတ်သင်စကားများအဖြစ်အပြစ်စီရင်ခြင်းကိုခံရလိမ့်မည်ဟုမိန့်တော်မူ၏ဆိုတော့ဒီနေ့ကျွန်တော်တို့နှုတ်ကပတ်တော်ဝင်ငှနေတဲ့အခါမှာတရားစီရင်ခြင်းကိုအောင်နိုင်သောဂရုဏာဆိုတော့အခုအရင်ဆုံးတရားစီရင်ခြင်းကိစ္စကိုပြောနေတာဖြစ်ပါတယ်အဲ့တော့ဒီနေ့တရားစီရင်ခြင်းမှာယေရှုဖခင်ကငါဟာတဲ့တရားစီရင်တဲ့အခါမှာတဲ့မင်းတို့ရဲ့စကားလုံးတွေကိုငါတရားစီရင်မှာဖြစ်တယ်ကဲဒီနေ့ဒီနှုတ်ကပတ်တော်ကိုကြားပြီးသွားတဲ့အခါမှာတော့ကျွန်တော်တို့စကားပြောတိုင်းနည်းနည်းယော့သွားမလားတော့မသိဘူးချို့တော်သူတွေစကားလုံးတွေပြောင်းသွားဖို့တော့မျှော်လင့်ပါတယ် Facebook ပေါ်မှာတင်တာလဲသင်စကားပဲနော် message ကနေရေးပြီးပို့တာလဲသင်စကားပဲနော်စာရေးထားတာစကားမဟုတ်ဘူးသင်ရဲ့စကားကစာရေးထားတော့ပိုကောင်းတယ်ဖခင်ကမှတ်တမ်းတင်ထားစာနဲ့တကွ screenshot ပါသေးတယ်ကောင်းငင်ပေါ်ရောက်စာဆောင်ဖွင့်တော့သွားမငင်းနဲ့ screenshot ရိုက်ထားတာနော်အကုန်ပါပြီးသားအဲ့တော့ပြောရမယ်ဆိုရင်စာရေးတာလဲဗာလဲစကားပဲ Facebook ပေါ်တင်တာလဲစကားပဲအဲ့တော့ကျွန်တော်တို့ရဲ့စကားလုံးတိုင်းကိုဖျားသခင်မှတ်ထားတယ်အကျိုးမဲ့တဲ့စကားတွေအားလုံးအတွက်တရားစီရင်ခြင်းကိုခံရမယ်ဒါပေမဲ့တဲ့မျော်လင့်စရာတစ်ခုက
စကားနဲ့တရားစီရင်ခံရသလိုစကားနဲ့လည်းအပြစ်လွတ်သွားနိုင်တယ်ဟာလေလုယာဒါကြောင့်မလို့ပြောတဲ့စကားတွေကရွေးချယ်ဖို့လိုတယ်ဆိုတာအရင်ထင်ရှားတယ်စိတ်ထဲမှာထင်ရမြင်ရအကုန်လုံးပြောနေလို့မရဘူးစိတ်ကူးစိတ်တန်ကောင်းတိုင်းလည်းပြောနေလို့မရသလိုအာပေါင်အာရင်တန်တန်စကားပြောကောင်းလုံးလို့လည်းစွတ်ပြီးပြောနေလို့မရဘူးဒါကြောင့်တရားဟောတဲ့သူများကပို့ပြီးတော့သတိထားဖို့လိုသလိုယုံကြည်သူများကလည်းတယောက်နဲ့တယောက်စကားပြောတဲ့အခါမှာဒီຢာလေးကိုအမြဲတမ်းသတိရပါကျွန်တော်တို့ရဲ့စကားတွေကိုတရားစီရင်မယ်လို့ယေရှုပြောခဲ့တာဖြစ်တယ်ယာကုပ်ခန်းကြီး3ငယ်1ကနေ2မှာငါညီကိုတို့ငါတို့သည်တာ၍ကြက်တဲသောစစ်ကြောစီရင်ခြင်းကိုခံရမည်သင်တို့သိ၍အများသောဆရာမဖြစ်ကြနှင့်ဆက်ဖက်ရအောင်ငါတို့ရှိသမျှသည်အများသောအားဖြင့်မှားတတ်ကြ၏စကားအားဖြင့်မှားခြင်းမရှိသောသူမည်သည်ကစုံလင်သောသူဖြစ်မိမိကိုယ်ကိုတကိုယ်လုံးကိုချုပ်တီးနိုင်သောသူဖြစ်ဘယ်သူတွေကိုပြောနေရလဲဆရာဖြစ်ခြင်းတဲ့သူတွေကိုပြောနေတာနှုတ်ကပတ်တော်ကိုသူတစ်ပါးကိုပြန်တင်မဲ့သူတွေကိုသတိပေးနေတာဖြစ်တယ်ဆရာဖြစ်ဖို့ဆိုတာတကယ်မလွယ်ဘူးနော်ငါတို့ကကြက်တဲစွာတရားစီရင်ခံရမှာအတိကကစကားနဲ့မှားရင်သွားပြီဒါကြောင့်မလို့အဲ့ဒီအရာကိုသတိပေးနေတာဖြစ်တယ်စကားနဲ့မမှားသောသူဟာစုံလင်သောသူဖြစ်တယ်အာမင်ဖခင်ကကျွန်တော်တို့ကိုစုံလင်တော်သူဖြစ်စေခြင်းနဲ့ဆိုတဲ့အရာကစကားလုံးတွေကိုရွေးချယ်ဖို့ဖြစ်တယ်လို့နှုတ်ရှာပါစက်ကိုထိမ့်သိမ်းဖို့ဖြစ်တယ်ဆိုတော့ကိုဒီနေ့သတိပေးထားတယ်အခုခေတ်က social media ဆိုတော့အရင်တော့ဆိုရင်ကိုတယောက်မျက်နှာမြင်နေရတော့တိတ်ပြီးတော့အတင်းနေပါပြောလို့မရှိဘူးအခုကကျတော့ခန်းစားချက်တွေရှိလာရင်ဘယ်သူမျက်နှာမှလည်းကြည့်စရာမလိုဖုန်းနဲ့ကိုယ်နဲ့ပဲဆိုစွတ်ပြီးတော့တင်လိုက်တာထိခိုက်တဲ့သူတွေကအများကြီးပဲကြေကွဲသွားတဲ့လူတွေအများကြီးပဲအဲ့ဒီ Facebook ပေါ်တင်တဲ့ post တစ်ခုကြောင့်လူတွေစိတ်တက်ကြပြီးတော့တခါတည်းနော်အနောက်ဆုတ်သွားတယ်လေအများကြီးရှိနိုင်တယ်အထူးသဖြင့်အမှုတော်ဆောင်တွေကပိုသတိထားဖို့ဖြစ်ပါတယ်အဲ့တော့ဒုတိယတစ်ခုတရားတော့နောက်ထပ်တရားစီရင်ခြင်းပထမတစ်ခုကတော့စကလုံးနေနဲ့တရားစီရင်တာဖြစ်တယ်ဒုတိယတစ်ခုတရားစီရင်ခြင်းကတော့မိမိတို့ရဲ့အသက်ရှင်မှုအဖြစ်တရားစီရင်မှာဖြစ်တယ်အလုပ်တွေပထမတစ်ခုကတော့ words စကလုံးနေနောက်တစ်ခုကတော့ walk အလုပ်တွေအကြောင်းမူကားနှစ်ကော9:10မှာအကြောင်းမူကားငါတို့ရှိသမျှသည်ကိုယ်ခန္ဓာ၌ကျင့်သောအကျင့်ကောင်းမကောင်းရှိသည့်အတိုင်းအကျိုးအပြစ်ကိုအသီးသီးခံခြင်းကခရစ်တော်၏တရားပလင်ရှေ့၌ပေါ်လာရကြမည်ပလင်ဖြူမဟုတ်ဘူးနော်ခရစ်တော်ရဲ့တရားပလင်ခရစ်တော်ရဲ့တရားပလင်ဆိုတာဘာကိုစစ်ဆေးတာလဲယုံကြည်သူတွေကိုစစ်ဆေးတဲ့နေရာဖြစ်တယ်ငါတို့တဲ့လှုပ်ဆောင်တဲ့အရာကောင်းမကောင်းရှိသည့်အတိုင်းအကျိုးအပြစ်ကိုအသီးသီးခံခြင်းကဆိုတော့ယေရှုကဒုတိယအကြိမ်ကြွလာရင်သူကအကျိုးနဲ့အပြစ်ကိုဆက်ပေးဖို့ရန်ကြွလာမှာဖြစ်တယ်ကယ်တင်ဖို့ကြွလာမှာမဟုတ်တော့တရားစီရင်ဖို့ကြွလာမှာဖြစ်တယ်ရှင်ဘုရင်အနေနဲ့ကြွလာမှာဖြစ်တယ်တရားသူကြီးအနေနဲ့ဒုတိယအကြိမ်ပြန်ကြွလာမှာဖြစ်တယ်သိုးတငယ်အနေနဲ့မဟုတ်တော့ဘူးအသေးခံဖို့မဟုတ်တော့ဘူးစိုးစံဖို့ဖြစ်တယ်စိုးစံဖို့ဖြစ်တဲ့အကြောင်းမလို့သူဟာအခွင့်အာဏာကိုလည်းအနှင်းတော့မယ်ကြောင့်မလို့သူဟာစုလက်တွေကိုယူပြီးတော့ကြွလာမှာဖြစ်တယ်တရဖူတွေကိုယူပြီးကြွလာမှာဖြစ်တယ်တရဖူကဘာကိုပုံဆောင်လဲအုပ်ချုပ်တဲ့အခွင့်အာဏာကိုပုံဆောင်တယ်အချို့သောသူတွေကမိမိတို့ရဲ့တရားဟောချက်တွေစကားလုံးတွေအသက်ရှင်မှုတွေအပြင်ချီးမြှောက်ခြင်းကိုခံရလိမ့်မယ်အချို့သောသူတွေကတော့သူတို့ရဲ့လှုပ်ဆောင်ချက်တွေစကားလုံးတွေအပြင်နှိမ်ချခြင်းကိုလည်းခံသွားရလိမ့်မယ်ဒါပေမဲ့စောစောကဖတ်ခဲ့တဲ့ကျမ်းပိုက်လို့နော်သူတို့ကကဲတင်ခြင်းတော့ရလိမ့်မယ်သို့တော်လည်းပဲဒီနေ့မီးနဲ့စစ်ဆေးမှာဖြစ်တဲ့ကြောင့်မလို့ကောက်ရိုးလားမြက်ပင်လားတစ်သားလားနော်ကြောက်ကောင်းကြောက်မြတ်လားရွှေလားဆိုတဲ့အရာကတော့ထိုအချိန်မှာပေါ်လာမှာဖြစ်တယ်အာမင်အဲ့တော့ကျွန်တော်တို့ပလင်ဖြူတရားစီရင်ခြင်းကိုစောစောကလည်းကျမ်းစာဖတ်ခဲ့ပြီးပြီဗျာဒိတ်ကျမ်းမှာကြည့်မယ်ဆိုရင်လည်းကောင်းမကောင်းသူတို့ရဲ့လှုပ်ဆောင်တဲ့နော်မိမိတို့အကျင့်တိုင်းတို့ကတော့တေလွန်သောသူတို့ဒီမိမိတို့အကျင့်တိုင်းစာဆောင်ထဲမှာရေးထားတဲ့အချက်တွေနဲ့အညီတရားစီရင်ခြင်းခံရမယ်လို့ရေးထားတာဖြစ်ပါတယ်အဲ့တော့ပြန်ပြောချင်ပါတယ်ပထမချက်ဘာအဖြစ်တရားစီရင်ခံရမလဲစကားလုံးတွေအားဖြင့်ဒုတိယတစ်ခုဘာအဖြစ်တရားစီရင်ခြင်းခံရမလဲအလုတ်တွေအားဖြင့်အသက်ရှင်မှုအားဖြင့်နံပါတ်3ကတော်တော်လေးထူးခြားတယ်သူတစ်ပါးကိုပြုတဲ့ပမာဏအတိုင်းတရားစီရင်ခံရမယ်တော်တော်ထူးခြားတယ် same measures သူတစ်ပါးကိုပြုတဲ့ပမာဏအတိုင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီကျမ်းစာလေးကိုကျွန်တော်နော်ဖောက်ပြီးတော့နည်းနည်းလေးဖတ်လိုက်ချင်တယ်ဒီနောက်မှာမထိုးပါနဲ့နော်ဒီကျမ်းစာလေးကကျွန်တော်တို့အထူးသဖြင့်အလှငွေကောက်တဲ့အချိန်တို့ကိုအလှငွေလာပေးတဲ့အချိန်တို့နော်ခေါ်ပြီးတော့ထမင်းဟင်းတွေကျွေးမွေးလိုက်တဲ့အချိန်တို့ဆိုအရင်သုံးတဲ့ကျမ်းပိုက်ဖြစ်တယ်ဖတ်ပြမယ်နော်သူတစ်ပါးပေးကြလို့လာပြီပေးလျင်သူတစ်ပါးသည်သင်တို့အားပေးကြလိမ့်မည်အမှန်ချင်းယုံမြမကတိတ်နဲ့လေကြားဘူးလားလှုပ်လျက်အများကြီးပဲရပြီဟာလေလုယာအများကြီးပဲရပြီရှံလျက်ရှိခြင်းနဲ့သင်တို့ရင်ခွင်၌ပေးကြလိမ့်မည်
ယေရှုနာမနဲ့ဆုတောင်းကောင်းကြီးပေးပါတယ်ကျွန်တော်တို့ဆုတောင်းလေးရှိတယ်ဒါပေမဲ့ဒီကျမ်းစာကဘာကိုပြောရလဲသိလားလုကာခန်းကြီး6ငယ်39 38ကိုအရင်ထိုးရအောင်လုကာခန်းကြီး6ငယ်39 38 39စဖတ်မယ်သူတို့ဘာဤအမှု၌စစ်ကြောဆုံးဖြတ်ခြင်းကိုမပြုကြနှင့်မပြုလျင်သင်တို့သည်စစ်ကြောဆုံးဖြတ်ခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်သူတို့ဘာကိုအပြစ်မစီရင်ကြနှင့်မစီရင်လျင်သင်တို့သည်အပြစ်စီရင်ခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်သူအပြစ်ကိုလွတ်ကြလော့လွတ်လျင်ကိုအပြစ်လွတ်လိမ့်မည်စဖတ်မယ်သူတို့ဘာအားပေးကြလော့ပေးလျင်သူတို့ဘာသည်သင်တို့အားပေးကြလိမ့်မည်အမှန်ချေုံများမကတိန်နယ်လျက်လှုပ်လျက်ရှံလျက်ရှိခြင်းနှင့်သင်တို့ရင်ခွင်၌ပေးကြလိမ့်မည်အကြောင်းမူကားအကျဉ်ချိန်တင်းပမာဏနှင့်သင်တို့သည်သူတို့ဘာပေးထိုပမာဏအတိုင်းကိုခံရကြမည်ငွေကြေးကိုပြောနေတာမဟုတ်ဘူးဒီကျမ်းစာကသူတို့ဘာကိုသင်ပြုတဲ့ပမာဏအတိုင်းသင်ပြန်ရလိမ့်မယ်ဆိုတဲ့အရာတရားစီရင်ခြင်းကြောင့်ကိုပြောနေတာငွေကြေးကြောင့်ကိုပြောနေတာမဟုတ်ဘူးဒါပေမဲ့ဒီကျမ်းစာကိုသုံးပြီးငွေကြေးအတွက်ဆူတောင်းလို့ရပါတယ်ကောင်းတာဟုတ်ကျမ်းစာလေးကပေးကြတော့ပေးရင်ရမယ်တိန်တယ်လျက်လှုပ်လျက်ရှန်အရန်ကောင်းတာအကျမ်းပိုက်တိတ်ကြိုက်တာအိမ်မှာတော့ကတ်ထားလိုက်သေးတယ်ဒါပေမဲ့ဒီချမ်းစာကမင်းသူတစ်ပါးကိုဘယ်လိုပုံစံနဲ့အပြစ်စီရင်လဲမင်းအဲ့တိုင်းခံရမှာအဲ့ဒါတော့မကောက်ဘူးတိန်တယ်လျက်လှုပ်လျက်ရှန်လျက်ပြန်လာမှာဘယ်သူကလုံးမှာလဲယေရှုခရစ်တော်ကအဲ့တော့မသက်ခန်းကြီး7ငယ်36 30ခွန်sorry မသက်9 1ကနေ9ကိုဖတ်ချင်တယ်မသက်9 1ကနေ9သင်တို့သည်စစ်ကြောဆုံးဖြတ်ခြင်းနှင့်ကင်းလွတ်ရမည်ကြောင်းသူတို့ဘာ၏အမှု၌စစ်ကြောဆုံးဖြတ်ခြင်းကိုမပြုကြနှင့်သင်တို့သည်အကျင့်တရားအတိုင်းသူတို့ဘာကိုစီရင်ကြ၏ထိုတရားအတိုင်းစီရင်ခြင်းကိုခံရကြမည်အကျင့်ချိန်တင်းပမာဏနှင့်သူတို့ဘာအားပေးထိုပမာဏအတိုင်းကိုခံရကြမည်ဆောဆောကဂျာမိုင်းနဲ့အတူတူပဲလားသူကအဲ့ဆောဆောကကျွန်တော်ဖတ်ခဲ့တဲ့လုကာခန်းကြီး6မှာဆက်ဖတ်ရင်လည်းဒီကျမ်းစာတွေပဲပြန်တွေ့ရလိမ့်မယ်ဆက်ဖတ်ရအောင်ကိုမျက်စိ၌ရှိသောတကျင်ကိုမအောင်မေပဲညီအကိုမျက်စိ၌ရှိသောညောင်ငယ်ကိုအဘဲကြောင့်ကြည့်ရှုသည်။ကိုမျက်စိ၌တကျင်ရှိလဲပင်ညီအကိုအားသင်မျက်စိ၌ရှိသောညောင်ငယ်ကိုထုတ်ပြရစေဟုအဘဲကြောင့်ဆိုသည်။လျှို့ဝှက်သောသူကိုမျက်စိ၌ရှိသောတကျင်ကိုရှေးဥစွာထုတ်ပစ်လော့နောက်မှညီအကိုမျက်စိ၌ရှိသောညောင်ငယ်ကိုထုတ်ပစ်ခြင်းကရှင်းလင်းစွာမြင်ရလိမ့်မည်။အကြောင်းဘုရားသခင်ကသူ့ဘာကိုကြည့်ပြီးတရားစီရင်ဖို့အရင်စဉ်းစားခိုင်းတာမဟုတ်ဘူးကိုစစ်ကြောဖို့ကိုပဲတွင်တင်ပေးတာဖြစ်တယ်။ဘာကြောင့်လဲကျွန်တော်တို့ကတရားစီရင်တဲ့အခွင့်အာဏာမရှိဘူး။ရှိတဲ့အရာကအသင်းတော်တွင်ဖြစ်ကောင်းဖြစ်နိုင်တယ်။သင်ရုပ်ဆရာတယောက်ရဲ့အခွင့်အာဏာဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါကတော့ရှိတယ်။ဒါဒီအရာပေါ်မှာသင်တင်လျောက်ပဲဆိုတာတရားစီရင်ဖို့သင်ရုပ်တွေလောက်ရမယ့်အခွင့်အာဏာကိုအနှင်းထားတာရှိပေမဲ့သူတို့ဘာရဲ့အမှုကိစ္စမှာသွားပြီးတော့ကိုကတရားစီရင်ခြင်းအခွင့်အာဏာမဟုတ်ဘဲနဲ့တရားလက်လွတ်ပေါ့တရားဘုရားသခင်ရဲ့ပေးထားတဲ့ authority နဲ့ပဲကိုကြော်လွန်ပြီးတော့ကိုကပြောဆိုတယ်ဆိုရင်ကိုကတရားစီရင်တယ်ဆိုရင်တရားစီရင်တယ်ဆိုတာကသူကလျှို့ဝှက်ပြီးလုပ်တာမဟုတ်ဘူးတရားစီရင်ခြင်းသဘောတဘာဝကသူကပွင့်လင်းမြင်သာဆိုအားလုံးရှေ့မှာဆုံးဖြတ်ချက်ချတာကိုတရားစီရင်တယ်လို့ခေါ်တယ်။အဲကြောင့်အခုခေတ်မှာတရားစီရင်သောခရစ်ယာန်တွေအမှုတော်ဆောင်တွေအများကြီးရှိလာတယ်။ဘာကြောင့်လဲပွင့်လင်းမြင်သာဆိုတာ Facebook မှာတရားစီရင်ကြတာဖြစ်ပါတယ်။အရင်တော့အဲ့လိုမရှိဘူးကျွန်တော်တို့အရင်တော့ social media မရှိတော့အဲ့ဒါတွေလည်းမကြားဘူးမမြင်ဘူးအမှုတော်ဆောင်ဆရာချင်းချင်းတိုက်ခိုက်တာလည်းပြောတာတွေလည်းမကြားဘူးเนาะတခါလေအယူဝါဒလွဲမှားတဲ့ຢာတွေကတော့အစောကြီးကရှိနေတာပဲဒါပေမဲ့အဲ့လိုတိုက်ခိုက်တဲ့အရာတွေမရှိဘူးဒါပေမဲ့အခုခေတ်မှာကျတော့အရန်လွယ်ကူတယ်တရားဟောချက်တစ်ပုဒ်တက်သွားတာနဲ့ဝေဖန်ရေးနဲ့လေကန်ရေးတွေအများကြီးရှိလာတယ်အချို့ကအပြုသဘောနဲ့အချို့ကချစ်ချင်းမေတ္တာနဲ့အချို့ကနှိမ်ချခြင်းနဲ့ပြောတဲ့ຢာတွေရှိသလိုတခါလေ authority နယ်ပယ်ကိုကြော်လွန်ပြီးပြောတာရှိတယ်ဒါဆိုရင် authority နယ်ပယ်ဆိုတာဘာကိုပြောတာလဲအခွင့်အာဏာဆိုတာဘာကိုပြောတာလဲဖခင်ကဒီမှာရှိတဲ့သင်းအုပ်တွေကိုဒီအသင်းတော်ကိုအုပ်ချုပ်ဖို့ခန့်ထားတယ်ဆိုရင်သင်ရဲ့အခွင့်အာဏာဒီအသင်းတော်ထဲမှာရှိတယ်သင်လို့ရတယ်သင်ဆုံးမလို့ရတယ်သင်ပဲ့ပြလို့ရတယ်သင်ပြုစုပြောထောင်လို့ရတယ်အမှားတွေကိုပြင်ပေးလို့ရတယ်လုပ်လို့ရတယ်ဘာကြောင့်လဲဖခင်ကအခွင့်အာဏာအဖြစ်အသင်းတော်ကိုသင်လက်ထက်ကိုအပ်ထားလို့ဖြစ်တယ်ဒါပေမဲ့ကိုယ်နဲ့မဆိုင်တဲ့အသင်းတော်တစ်ပါးကသင်ရဲ့အခွင့်အာဏာအောက်မှာရှိတာမဟုတ်ဘူးကျွန်တော်ရဲ့အခွင့်အာဏာဒီအခု Bless Myanmar Ministry အောက်မှာရှိတဲ့
The city အသင်းတော်များနဲ့ cornerstone အသင်းတော်များနိုင်ငံအသီးသီးနော်ထိုင်းနိုင်ငံမလေးရှားစင်ကာပူစသဖြင့်ရှိတဲ့အသင်းတော်တွေမြန်မာပြည်မှာရှိတဲ့အသင်းတော်တွေအပေါ်မှာအထူးသဖြင့် bless မြန်မာအောက်ကအသင်းတော်တွေအပေါ်မှာကျွန်တော် authority ကအပြည့်အဝရှိတယ်။ဒါကြောင့်ကျွန်တော်ဒီနေ့ဒီအသင်းတော်မှာဒီစကားကိုပြောပြီးတော့ကျွန်တော်နှုတ်ကပတ်တော်ဝင်ငါတယ်တွန်းတင်တယ်ကျွန်တော်အမှုတော်ဆောင်တွေကိုကျွန်တော်ဆုံးမမယ်တွန်းတင်မယ်သူတို့အားပေးဆရာရှင်အားပေးမယ်ပြုစုဆရာရှင်ပြုစုမယ်ကျွန်တော်လုပ်မယ်ဘာဖြစ်လို့လုပ်တာလဲကျွန်တော်ရဲ့အခွင့်အာဏာထဲမှာရှိလို့ဖြစ်တယ်အဲ့ဒါကိုဘုရားကကျွန်တော်ကိုအနှင်းထားလို့ဒါပေမဲ့ဒီ bless မြန်မာနယ်ပယ်ထဲကနေဒီအသင်းတော်တွေကနေလွန်ပြီးတော့အခြားသောအသင်းတော်ဘာရဲ့သင်းယုံဆရာကိုတရားဟောဆရာကိုတရားစီရင်ဖို့ကျွန်တော်ကိုဘုရားအခွင့်အာဏာမပေးထားဘူးကျမ်းစာထဲမှာရှိတဲ့တမန်တော်တွေဘောလူတို့ပေတရုတို့ဆိုတာကသူတို့အုပ်ချုပ်မှုအခွင့်အာဏာထဲမှာရှိတဲ့အသင်းတော်တွေကိုပဲညွှန်ကြားတာဖြစ်တယ်တမန်တော်အချင်းချင်းတော်အခြားသောတမန်တော်တရားအုပ်ချုပ်ရှိတဲ့အသင်းတော်ကိုဝင်ဆွဲလို့မရှိဘူးအခွင့်အာဏာကိုလေးစားတယ်အဲ့တော့အကယ်၍တင်ဒီအခြားသောအမှုတော်ဆောင်ဆရာတစုံတစ်ယောက်ရဲ့တရားဟောချက်ဟာမှားတယ်လို့နှုတ်ကပတ်တော်ကိုသင်လေ့လာရင်းနဲ့သင်ကရှာဖွေတွေ့ရှိတယ်ဆိုရင်အဲ့ဒီဆရာကိုအပြစ်စီရင်ဖို့မဟုတ်ဘဲနဲ့အဲ့ဒီစောကသူတွင်တင်သောအရာမှားတယ်ဆိုရင်မှန်ကန်တဲ့နှုတ်ကပတ်တော်ကိုသင်ရဲ့အခွင့်အာဏာအဖြစ်တွင်တင်ပါစီရင်ဖို့မဟုတ်ဘူးတွင်တင်ဖို့ဖြစ်တယ်ဘယ်မှာလဲမိမိရဲ့အခွင့်အာဏာရှိတဲ့နယ်ပယ်ထဲမှာနှုတ်ကပတ်တော်ကိုဆေးလွှတ်လို့ရတယ်အခု Facebook ရှိတယ်ဆိုတော့နှုတ်ကပတ်တော်ကမှန်ကန်တဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဆိုရင်ဘယ်သူ့ကိုမှတိုက်ခိုက်တာတွေတရားစီရင်တာတွေမလုပ်ဖဲနဲ့အဲ့ဒီမှန်တယ်လို့သင်ထင်တဲ့နှုတ်ကပတ်တော်ကိုonline ပေါ်မှာတင်ပါရတယ်ဘယ်သူမှတရားစီရင်တာမဟုတ်ဘူးနှုတ်ကပတ်တော်ကိုကြယ်ပြန့်စေတာသင်ကမှန်တယ်လို့ထင်တာဟုတ်အဲ့တော့သင်နှုတ်ကပတ်တော်ကိုနားထောင်နေသူတွေဟာဒါကတော့တကယ် sound doctrine ပဲမှန်ကန်တဲ့နှုတ်ကပတ်တော်ပဲဆိုတာကိုသူတို့သဘောပေါက်ရင်သင်ရဲ့နောက်သင်ရဲ့ဥဆောင်မှုနောက်သင်ရဲ့နှုတ်ကပတ်တော်ခံယူမဲ့သူတွေဖြစ်လာလိမ့်မယ်ရိုးရိုးလေးပဲအဲ့တော့ခုခေတ်ဆိုရင်တော့ online မှာအရင်တရားဟောတဲ့ဆရာတွေရှိကြလိမ့်မယ်နော်ကျွန်တော်ပုံပွင့်လင်းလင်းပဲနာမည်လေးတွေပြောခြင်းတယ်ဘာလို့ဆိုတော့မကောင်းပြောတာမဟုတ်ဘူးအခုဆိုရင်ဒါဆရာဒေးဗစ်လာနော်ပြောကြလိမ့်မယ်နောက်တစ်ယောက်ရှိသေးတယ်ဆရာစန်တိုနောက်တစ်ယောက်ရှိသေးတယ်ဆရာဇော်လင်းအောင်နော်သူတို့တွေဆိုရင်ဒါ online မှာတော်တော်လေး active ဖြစ်တော့တရားဟောချက်တွေလည်းမီဒီယာတွေကသူတို့ရဲ့မီဒီယာတွေကတင်တော့တွေ့ကြတာဟုတ်ဆိုတော့ဒါကတော့ခံယူချက်တွေမှားတယ်ဒါကတော့ doctrine နဲ့မကိုက်ဘူးစသဖြင့်လုံးတဲ့အဲ့လိုမျိုးပြောတဲ့ခါကျတော့တခါတည်းကျတော့လေသင်ယုံဆရာတွေကသူတို့အသင်းသားတွေအတွက်စိုးရိမ်နေ online ဆိုတော့အားလုံးကဘယ်သူမှမဆိုသွားနားထောင်လို့ရနေတာဟုတ်ဆိုတော့ကလေးလေးတစ်ချက်နှိပ်လိုက်တာနဲ့ဘယ်သူရဲ့တရားဟောချက်မဆိုနားထောင်လို့ရတော့ဘာပြောသင်ယုံဆရာတွေကတော့အော်ဒီလိုမျိုးငါတို့ခံယူချက်နဲ့ငါတို့အသင်းတော်ရဲ့ခံယူချက်နဲ့မကိုက်ညီတဲ့နှုတ်ကပတ်တော်ကိုဒီနာမည်ကြီးဆရာမတွေပေါ့ဆရာမဆူဇန်လည်းပါပါတယ်ထိတ်ဆုံးကနော်နော်ဟောနေကြတယ်ဆိုတော့နော်ကိုနဲ့မကြိုက်တဲ့ခါကျတော့မကိုက်တဲ့ခါကျတော့ဒီဆရာမတွေရဲ့နော်တရားဟောချက်တွေကိုခါတယ်ချုပ်ထိန်လို့လည်းမရတဲ့ခါကျတော့နော်ပြန်ပြီးတော့တုံ့ပြန်ကြတဲ့ခါမှာတော်တော်လေးကိုပြင်းပြင်းထန်ထန်တုံ့ပြန်တဲ့အရာတွေကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဒီမှာကျွန်တော်တို့အမှုတော်ဆောင်တွေရှိတယ်အသင်းသူသင်သားတွေရှိတယ်ဒါအသင်းတော်အသီးသီးကတော့ကျွန်တော်တို့အမှုဆောင်လုပ်ငန်းရဲ့ခံယူချက်ကတော့အထူးသဖြင့်ဒီလိုမျိုးဆရာတွေနဲ့ပတ်သက်လာပြီဆိုရင်เนาะဒီစောစောကျွန်တော်ပြောတဲ့ဆရာတွေကကျွန်တော်နဲ့ခင်မရင်းနှီးပါတယ်အတူတာအမှုတော်အတူတာမဆောင်ကြတာပါဒါခင်မရင်းနှီးတဲ့သူတွေဖြစ်ပါတယ်အမှုတော်ဆောင်ချင်းချင်းဆိုတော့မသိတာလဲကျွန်တော်တို့အမှုတော်ဆောင်ဆရာချင်းချင်းဆရာမချင်းချင်းမှာတော့မသိတဲ့ဆရာမမရှိတာသိကြတယ်ခင်ကြတယ်ဒါပေမဲ့အတူတော့ပေါင်းပြီးတော့အမှုဆောင်တာတော့မဟုတ်ဘူးအဲ့တော့အဲ့လိုမျိုးတွေဖြစ်လာတဲ့အခါမှာကဲဆိုပါစို့ကျွန်တော်ရဲ့ခံယူချက်နဲ့ဒီ bless my ministry ကျွန်တော်တို့ဥဆောင်တဲ့အခါမှာ the city တင်တော်တွေ cornerstone တင်တော်တွေမှာငါတို့ဝင်မြတဲ့နှုတ်ကပတ်တော်တွေနဲ့လွဲချော်နေတယ်ဆိုရင်ကျွန်တော်အနေနဲ့ဒီဆရာတွေကိုကျွန်တော်ကတရားစီရင်တာအပြစ်တင်တာမကောင်းပြောတာတွေမဟုတ်ဘဲနဲ့ကျွန်တော်နှစ်ခုကို basis နှစ်ခုပေါ်မှာကျွန်တော်ယက်တည်ပြီးတော့ကျွန်တော်ဆုံးဖြတ်တယ်အမြဲတမ်းအဲ့ဒါလေးကိုဒီနေ့ဝေမျှခြင်းတယ်ပထမတစ်ခုကနိုင်ငံခြားဆရာပဲဖြစ်ပါဘာကြောင့်လဲဆိုတော့ဥပမာဆိုစင်ကာပူနိုင်ငံမှာဆိုရင်Pastor Joseph Prince ဆိုတာရှိတယ်နာမည်ကြီးတဲ့ဆရာဖြစ်တယ်အထူးသဖြင့် Grace ကျေးဇူးတော်ကြောင့်အယမ်းသင်အဲ့တော့ Grace အတိုင်း Grace ပဲနော်သူစောက်ကအကုန်လုံး Grace ပဲကျေးဇူးတော်ပဲသင်တော့တခါတလေမှာသင်ရင်းနဲ့နော်ကျေးဇူးတော်ကကျေးဇူးတော်ပဲဆိုတော့နောက်ဆုံးမှသင်ရင်းနဲ့သင်တာပဲလိုအပ်ချက်ရှိရလားခံယူရတဲ့သူကလိုအပ်ချက်ရှိတာအဲ့ဒါကျွန်တော်မသိဘူးဒါပေမဲ့ဘာဖြစ်လဲဆိုတော့အသက်ရှင်မှုတွေမှာငါတို့ဘလို့ပဲအသက်ရှင်ဘုရားရဲ့ကျေးဇူးတော်ကငါတို့ခွင့်လွှတ်ထားပြီးသား
လုံလောက်ပြီးသားအဲ့တော့ငါတို့ကြိုက်တယ်လို့အသက်ရှင်လို့ရတယ်ဖခင်ခွင့်လွှတ်တဲ့ဖခင်ဖြစ်တယ်အစဉ်ပြေတယ်ဆိုတဲ့အသက်ရှင်မှုမှာသွားပြီးတော့ထိခိုက်မှုတချို့ရှိလာတဲ့ခါမှာနော်သူ့ပတ်ဝန်းကျင်ကသင်းအုပ်တွေဆရာတွေကတော့ concern ဖြစ်ကြအထူးသဖြင့်စင်ကူနိုင်ငံမှာဖြစ်ဖြစ်ကဘာရဲမှာဖြစ်ပြောကြတယ်ကွန်ထရိုဒီဆရာရဲ့တုံ့တင်ချက်နဲ့ပတ်သက်ပြီးတော့ဒါနဲ့ကျွန်တော်ကတရက်တော့စင်ကူမှာကလေးကပါpastor Danny pastor Yang ခေါနာဆော pastor Yang ကိုကျွန်တော်ဝိညာဉ်ရေးရာဥဆောင်ပေးတဲ့ဖခင်ကြီးလည်းဖြစ်တဲ့အခါကျတော့ကျွန်တော်ကမေးတာပေါ့နော် okay ဒီဆရာ Joseph Prince နဲ့ပတ်သက်ပြီးတော့ pastor Yang ရဲ့ယက်တီချက်ကဟောပါလေဘာကြောင့်လဲဆိုတော့တရားဟောချက်ကနော်တိတ်ပြီးတော့တူညီတဲ့ပုံစံမရှိဘူးကျွန်တော်ရဲ့ဝိညာဉ်ဖခင်ကြီးတုံတင်တဲ့အရာကအဲ့လိုပုံစံမဟုတ်ဘူးဒါပေမဲ့ pastor Joseph Prince တုံတင်တဲ့ပုံစံကကြတော့တမျိုးဖြစ်နေတဲ့အခါကျတော့ဒီလိုကွဲလွဲမှုအပေါ်မှာpastor Yang အနေနဲ့ဘယ်လိုပုံစံနဲ့ယက်တီတယ်လဲဆိုတော့သူကကျွန်တော် coffee တောင်းရင်းနဲ့ပြောတာပေါ့လေကျွန်တော်နှစ်ယောက်အချိန်မှာဆရာမဆူဆန်နဲ့သူ့ရဲ့ဇနီးတဲ့အစည်းအဝေးထွက်သွားပြီသူတို့လှုပ်တာပေါ့လေကျွန်တော်လှုပ်တာပေါ့အဲ့တော့ကျွန်တော်မေးတဲ့ခါကျတော့ဒီဆရာကြီးကပြောပြတယ်ဆိုတော့သူကကျွန်တော်မေးခွန်းလေးနှစ်ခုမေးတယ်အဲ့နှစ်ခုကကျွန်တော်တို့ foundation ဖြစ်လာတယ်နှစ်ခုပါလဲဆိုတော့နံပါတ်1ချက်က Pastor Joseph Prince ဟာကယ်တင်ခြင်းရတယ်လို့မင်းထင်လားတဲ့ကယ်တင်ခြင်းရပြီးပြီလို့မင်းထင်လားတဲ့ကဲဆိုပါစို့ကဲဆရာဦးဆိုင်မောင်းလိုင်းခဏလေးလာပါသူရဲ့တရားဟောချက်တွေကိုသင်ကမှားတယ်လို့ယူဆတယ်ဆိုပါစို့ဘာကြောင့်ဆိုသင်က YouTube တွေအရင်ကြည့်ထားတာဟုတ်ဆိုတော့ဒီဆရာရဲ့တရားဟောချက်ကိုသင်မကြိုက်ဘူးတုံတချက်မှားတယ်လွဲတယ်လို့သင်လုံးဝယုံကြည်လိုက်တယ်ကဲအခုဆိုပါစို့ဒါမြကြီးနားမှာရှောက်ဟောတယ်သူကအဲ့တော့လုံးဝမကြိုက်ဘူးကဲဒါဆိုရင်သင်မေးရမယ့်မေးခွန်းကဘာလဲဆိုတော့ဆရာဆိုင်မောင်းလိုင်းတီကဲတင်ခြင်းရပြီးပြီလားရပြီးပြီတဲ့မဖြေဘူးတဲ့ဒီမှာအသေးရနေပြီကဲဘယ်လိုယူဆမလဲတဲ့ရိုးရှင်းတဲ့အဖြေလေးကိုနော်အဲ့လိုမျိုးစဉ်းစားတာကဲတင်ခြင်းရပြီးပြီလားနံပါတ်1ချက်โอเคဒါနဲ့ကျွန်တော်အဲ့တုန်းကဟာရပြီးပြီပေါ့တေချာပေါ့ရပြီးပြီလေရလို့ဂျေစုတော်ကိုဝင်ခနေတာလေဟုတ်တယ်မလားဂျေစုတော်ကြောင့်ကဲတင်ခြင်းရကျွန်တော်ရပြီးပြီလေโอเคဒါနဲ့သူကနောက်ထပ်မေးခွန်းတစ်ခုသူ့ကိုတဲ့ Pastor Joseph Prince ကိုဖျားသခင်ရဲ့လူ man of God လို့မင်းထင်လားတဲ့ကျွန်တော်ခဏလေးနဲ့တွေ့ပြီးတော့စဉ်းစားအော်ဖျားချင်းတော့ဖျားတုံးတယ်သူအသက်ရှင်မှုရှိကမှတန်ရှင်းတယ်မိသားစုကိုလည်းချစ်မြတ်နိုးတယ်နှုတ်ကပတ်တော်လည်းစူးစမ်းပြီးတွန်းတင်တယ်နာမကြီးတာအပတာသူ့ရဲ့နှုတ်ကပတ်တော်တကယ်ကောင်းတယ်ကျွန်တော်အဲ့လိုမျိုးနားလေတာကျွန်တော်တစ်ခါတည်းပြောတယ်ဟုတ်တာဘောလို့ तू ကတကယ်ဖျားရဲ့လူပဲလေလို့အဲ့ဒါ तू ကဘာပြန်ပြောလို့ဆိုအဲ့နှစ်ခုတည်းနဲ့ပြီးသွားပြီလေငါတို့ဘာမှဆက်ပြောစရာမလိုတော့ဘူးကဲ तू ပေါက်ကြရရှောက်ဟောတယ်ဘယ်စာအုပ်တွေသွားဖတ်လဲတော့ကျွန်တော်လည်းမသိဘူးအဲ့မဲ့နံပါတ်1ချက်မေးရမယ့်မေးခွန်းကဆရာဆိုင်မောင်းလိုင်းဒီကဲတင်ချင်းရပြီးတော့သူလားကဲတင်ချင်းရပြီးဆိုတာဖျားသားသမီးပဲတန်ရှင်းတော့သူဟုတ်တယ်မလားတင်းကြကောင်းကင်နိုင်ငံမှာတွေ့ရမှာစိုက်တော့မတူဘူးဒါပေမဲ့တွေ့ရမှာဟောတာမတူဘူးဒါပေမဲ့တွေ့ရမှာအသင်းတော်မတူဘူးတွေ့ရမှာဒုတိယချက်ဖျားဘိတ်သိက်ထားတဲ့ man of God ဖျားဘိတ်သိက်ပြီးတော့သူ့အမှုကိုစေခိုင်းထားတော့သူဟုတ်သလားဟုတ်တယ်ယေရှုတင်တယ်အဲ့ဆိုကျွန်တော်ပြောသွားတဲ့နာမည်တွေဆရာဒေးဗစ်လာဆရာစန်တိုဆရာဇော်လင်းအောင်ခုနောက်ပိုင်းဆိုရင်လူငယ်အမှုတော်ဆောင်ဆရာတွေကဆရာဂျော့ရှူအာရေဆရာဆိုင်မောင်လိုင်းဆရာပေါ်ပြေဆုံးဆရာဟင်နရီချစ်ဆိုအရင်ပြောလို့ကောင်းမှာပဲသူကတရားတော့မဟောရလေဘူးပြောချင်နေပြီသူ့ကိုကြည်တာနဲ့စင်ပေါ်မှာဒီဆရာကွာဘယ်လိုပုံစံလဲမသိဘူးအရင်ပြောချင်တာသူများမဟုတ်ဘူးကျွန်တော်ပြောချင်တာဒါပေမဲ့အဲ့မေခွန်းလေးနှစ်ခုဒီတယောက်ဟာယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်နဲ့ယုံကြည်လက်ခံပြီးကယ်တင်ခြင်းရပြီးတော်သူလားရပြီးပြီဆိုရင်သူဒီဘုရားသားသမီးပဲစိုးတော်သူကိုယ်တော်မှခွင့်လွှတ်နိုင်သေးတယ်ဘုရားပဲသူ့နောက်ကိုလိုက်ဖို့ဆုံးဖြတ်ထားတဲ့သူတယောက်မှားကောင်းမှားနိုင်ဒါပေမဲ့ဘုရားကတွန်းတင်မှာပဲကျွန်တော်ယုံကြည်တယ်ကောင်းတဲ့ဖခင်လေလွတ်ထားမှာမဟုတ်တွန်းတင်မယ်ဆုံးမမယ်သူအမေဘလို့ဆုံးမလဲကျွန်တော်မသိဘူးအဲ့ဒါကျွန်တော်ကိစ္စလည်းမဟုတ်ဘုရားသူ့ဟာသူဆုံးမမှာတွန်းတင်မှာ
အကယ်၍ဆုံးမတာကိုနားမထောင်ရင်တနေ့တရားစီရင်မှာဘာလို့လဲသူကမတရားစီရင်မှာအဲ့ဒါကိုကိုကနေထိုင်ရှောက်ပြောပြီးတော့ဂျားရဲကခံရအောင်ကိုကဂျားရဲကနေသူကိစ္စသူကသူသွားနေတာကိုကိုကဝင်ပြီးတော့လက်ရှို့လိုက်တာလေဟိုကအခုကအဲ့လိုတွေဖြစ်နေတာကျွန်တော်ပြောရတဲ့အကြောင်းအရာကျွန်တော်အခုဒါကိုယ့်ရဲ့ကိုဥဆောင်တဲ့အသင်းတော်တွေရှေ့မှာမဟုတ်လို့ကျွန်တော်ပြောတာဖြစ်တယ်ကြောင့်ဒီအသင်းတော်သည်တရားစီရင်သောအသင်းတော်မဟုတ်ဘဲနဲ့ဟာလေလုယာအရင်ဆုံးမိမိကိုယ်ကိုစစ်ဆေးသောအသင်းတော်ဖြစ်ဖို့လိုတယ်သူဟောတာမှားတယ်ပြောအောင်ကိုကဘယ်လောက်မှန်နေလို့လဲဒီစာအုပ်လေးတော့ဒီအုပ်လေးကိုတော့ဖယားကတနာလို့ပေးထားတဲ့သူ့ရဲ့နှုတ်ကပတ်တော်ဒီဟာလေးကိုတော့နှစ်2000လောက်လူတွေကနော်အခုလူငယ်စကားနဲ့ပြောဆိုတိုင်နေပတ်ရွာတွေပတ်အနက်ဖွင့်ကြတာဖယားသခင်အကြောင်းကိုနားလည်ဖို့ဆိုတာကဘလို့မှမဖြစ်နိုင်ဘူးဘလောက်တော်မဖြစ်နိုင်ဘူးကျွန်တော်တို့မှာလိုအပ်ချက်ကအမြဲရှိနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဟောတာကိုဘလောက်စုံလင်လို့လဲသူဟောတာကတော်လေးညံ့နေပြောရအောင်လိုအပ်ချက်ရှိတယ်ပြောမှားတယ်ပြောရအောင်ကျွန်တော်တို့ကဘလောက်စုံလင်လဲသင်ကမှန်တာကိုသိတယ်လို့သိချမ်းဖို့စိတ်ချရင်သင်ကိုပေးထားတဲ့အခွင့်အာဏာထဲမှာဟောပါပြောပါတွန်းတင်ပါလှုပ်ဆောင်ပါဟာလေလုယာတနေ့ကျရင်ဖခင်ရဲ့ချီးမြှောက်ခြင်းကိုခံရလိမ့်မယ်အာမင်ကြောင့်ကျွန်တော်ကမားတယ်လို့ထင်မှန်တဲ့ဥစ္စာကိုကျွန်တော်သင်တော့မှကျွန်တော်ဟောမှာပဲဆိုတော့ကဆယ်ဖို့မလို့ကျွန်တော်ကလိုတယ်ဟောမှာပဲဟုတ်တယ်မလားအော်ကြိုက်တယ်လို့မင်္ဂလာဆောင်မဟုတ်ဘူးဘုရားကျောင်းမှာမင်္ဂလာဆောင်မှုအားပေးတယ်ဟောမှာပဲအိုးမင်္ဂလာမဆောင်ခင်နေလို့ရတယ်မဟုတ်ဘူးမင်္ဂလာဆောင်ပြီးမှနေရမယ်အတူဟောမှာပဲကျွန်တော်မှန်တဲ့ဟာကိုကျွန်တော်ဟောမှာပဲအိုးချိုရီအစားရှောင်းစရာမလိုတော့ဘူးဂျေစုတော်အားဖြင့်ဆုတောင်းစရာလည်းမလိုတော့ဘူးဂျေစုတော်အကုန်လုံးပြင်ဆင်ပြီးတော့မဟုတ်ဘူးကျွန်တော်တို့အစားရှောင်းခြင်းကိုအားပေးမှာပဲဆုတောင်းခြင်းကိုအားပေးမှာဘာကြောင့်အဲ့ဒါကိုကျွန်တော်ယုံကြည်လို့အာမင်အဲ့တော့ကိုကသူတို့ဘာကိုတရားစီနေပမာဏအတိုင်းပြန်ခံရယုံမကသိနေလျက်လှုပ်လျက်ဝူးတရားစီရင်ခြင်းကိုလို့ထူးနိုင်တဲ့တရားဖွဲ့တွေပဲရှိတယ်ကဲနောက်ဆုံးကျမ်းစာလေးအဲ့လိုပြောပြီးတော့နောက်ထပ်အများကြီးပြောအောင်ပါယောဟန်ခန်းကြီး8အငယ်1ကနေ17အရန်စိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ပျက်လေးရှိတယ်ယောဟန်ခန်းကြီး8ငယ်1ကနေ17အဲ့ဒီအဖြစ်ပျက်လေးကိုအတူချုံလေးပြောမယ်အမျိုးသမီးတယောက်သူတစ်ပါးရဲ့အမျိုးသားနဲ့မှားယွင်းတယ်လက်ပူးလက်ချက်မိတယ်ယေရှုကအဲ့ချိန်မှာသူတပည့်တော်တွေကိုနှုတ်ကပတ်တော်သင်ပေးနေတဲ့အချိန်ဗိမာန်တော်မှာယေရုရှလင်မြို့မှာကျန်တဲ့ပုဂ္ဂိုလ်တွေနဲ့ယေရှုကိုထောင်ချောက်ဆင်မဲ့သူတွေကအဲ့အမျိုးသမီးကိုဆွဲခေါ်လာတယ်လူတွေအများကြီးအရှိမပြစ်မှားတဲ့ຢာကိုမိတာသိကြတယ်အဲ့အမျိုးသမီးဟာလုံးဝအပြစ်ထင်ရှားတယ်ဆိုတော့မောရှေရဲ့တရားနဲ့ဆိုရင်ဒီအမျိုးသမီးကခဲနဲ့ပေါက်ပြီးတတ်ရမှာကဲကိုတော်ဆိုရင်ဘယ်လိုတရားစီရင်မလဲတကယ်တော့မောရှေရဲ့တရားဆိုတာဖျားပေးထားတဲ့တရားပဲယေရှုရဲ့တရားပဲ right ပြမတော်သူကစီရင်ခံထိုက်တယ်တရားသူကြီးကယေရှုခရစ်တော်ကိုတရားသူကြီးကိုကြည့်လိုက်တော့ဘာအပြစ်မှမရှိတဲ့ဖျားရဲ့သားတော်အဲ့လိုပြောတဲ့ခါကျတော့ယေရှုကဘာလုပ်ခိုင်းလဲမင်းတို့ထဲမှာအပြစ်ကင်းသောသူရှိတယ်ဆိုရင်ခဲနဲ့ပေါက်တယ်ဆိုတော့ခဲကင်ထားတဲ့အဖွဲ့ခဲကကင်ထားပြီးသွားပြီโอเคကျမ်းစာထဲမှာတော့မပြောထားဘူးကျွန်တော်ရဲ့အခန်းကြီးနဲ့အခန်းငယ်မှာပါတယ်ဘယ်နားမှာလဲခဲကြီးကျွန်တော်ကောက်ထားပြီးပြီအဖွဲ့တွေကပြစ်ဖို့လုံနေပြီကဲပြောမောရှေတရားဆိုတော့ဒါပြစ်ပါပြီးတော့တတ်ရတော့မှာကိုတော့ဘယ်လိုတရားစီရင်မလဲယေရှုကမင်းတို့ထဲမှာအပြစ်ကင်းတဲ့လူရှင်ခဲနဲ့ပေါက်ပါဆိုတော့ခဲနဲ့မပေါက်ခင်ယေရှုဘာလုပ်ခိုင်းလိုက်တာလဲကိုယ့်အကိုပြန်စစ်ဆေးခိုင်းတာဟယ်လိုသူများရဲ့မျက်စိထဲမှာရှိတဲ့တခြင်းကိုဘာဖြစ်လို့ကြည့်နေတာလဲ။အော်ညောင်ငယ်ကိုဘာလို့ကြည့်နေတာလဲ။ကိုယ့်ရဲ့မင်းရဲ့အထက်မှာရှိတဲ့တခြင်းကိုအရင်ထုတ်ရမှာလေ။ဟိုကညောင်ငယ်အဲ့တော့ကင်ထားတဲ့သူတွေကအဲ့ထက်မှာအသက်ကြီးတဲ့လူတွေလည်းပါမှာပဲလေနော်။အခုယေရှုစီကိုထောင်ချောင်းဆင်ဖို့လာတယ်ဆိုတော့သူကအတွေ့အကြုံရှိတဲ့ပုံကိုယ်တွေပညာတတ်တွေဒီလိုလူတွေကလာမှာဆိုတော့စဉ်းစားတော့ပညာတတ်လေပို့အဖြစ်များလေအသက်ကြီးလေငါပို့အဖြစ်များလေနောက်ဆုံးကိုယ့်ကိုပြန်စဉ်းစားတော့ငါအပြစ်ရှိတာပဲဆိုဂဲတွေချအပြစ်အကုန်လုံးပြန်သွားပြီယေရှုကကြည့်လိုက်တော့တယောက်မှမရှိတော့ငါသမီးတဲ့သင်ကိုစီရင်မဲ့သူတွေပဲသွားလဲသူတို့မစီရင်ဘူးဆိုယေရှုကဘာပြောလဲ
ငါသမီးတဲ့သင်ကိုလည်းငါမစီရင်ဘူးတဲ့အာမင်အငယ်7မှာထိုမိန်းမကလည်းအဘယ်သူမျှမစီရင်ပါသခင်ဟုရှောက်ဤငါသည်လည်းသင်အမှုကိုမစီရင်သွားလို့နောက်တစ်ပံဒုစရိုက်ကိုမပြုနှင့်ဟုမိန်တော်မူ၏ဟာလေလုယာဒါဆိုရင်ကျွန်တော်ပြောပြမယ်သင်တို့ဒီအခုစကားအဖြစ်မှားနိုင်တယ်အကျင့်အဖြစ်မှားနိုင်တယ်သူတစ်ပါးကိုပြုတဲ့နေရာမှာမှားခဲ့လိမ့်မယ်အဲ့ဒီအတိုင်းဆိုခရစ်တော်ရဲ့တရားပလင်ရှိမှကျွန်တော်တို့ကတေချာပေါက်တရားစီရင်ခံရတော့မှာယေရှုတော်ကဘာလဲဆိုတော့ခရစ်တော်ဟာတရားစီရင်ခြင်းထက်ဂရုဏာအရာမှာပိုကြီးတဲ့ဘုရားဖြစ်တယ်အဲ့ဒါကျွန်တော်တို့ရဲ့တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်တယ်အခြားဘာမျှော်လင့်ချက်မှမရှိတော့ဘူးကျွန်တော်တို့ငရဲကလွတ်ဖို့ဘုရားထာဝရဘုရားကတရားစီရင်ဖို့ပြင်တဲ့အခါမှာယေရှုကကျွန်တော်တို့ရဲ့အာမခံဖြစ်တဲ့ဂျားကနေဝင်ပြီးတော့အပြစ်ဆေးကြောခြင်းကိုသူကလုပ်ပေးသွားတယ်အပြစ်ကိုသူကကိုယ်စားခံပေးသွားလို့တယောက်ကြံသေးတယ်ယေရှုကျွန်တော်တို့မှာအားကိုးစရာယေရှုကြံသေးတယ်ခက်တာကအခုကျွန်တော်တို့ကိုတရားစီရင်မဲ့ပုဂ္ဂိုလ်ကယေရှုဖြစ်နေတယ်ဂျားမှာဘယ်သူမှမရှိတော့ဘူးရှင်းနေမရှိတော့ဘူးဒါဆိုကျွန်တော်တို့မျှော်လင့်ချက်ကဘာလဲဘာမှမရှိတော့ဘူးတကယ်တမ်းဆိုရင်ဒါပေမဲ့ဂျေဇုတော်ဆိုအဲ့ဒါပဲအဲ့ဒီဖယားဟာတဲ့တရားစီရင်ခြင်းထက်ချစ်ချင်းမေတ္တာအရာမှာပိုကြီးမားတဲ့ဖယားဖြစ်တယ်ကြည့်နော်အဲ့တော့ကိုကသူတို့ဘာမို့တရားမစီရင်မဲ့နဲ့နှိတ်ချခြင်းရှိလေဖယားရဲ့ရှေ့မှာရောက်တဲ့ခါကျတော့အော်ဒီတယောက်ဟာသူ့အဖြစ်ကတော်တော်များတယ်သူမှားတတ်တော်သူဖြစ်လဲကျတော်သူဖြစ်ပေမဲ့ကြည်စံသူဟာသူတို့ဘာကိုတရားမစီရင်မဲ့နဲ့ခွင့်လွှတ်တတ်တော်သူပါလားယေရှုကသင်ပြောသောစကားအဖြစ်အပြစ်လွတ်လိမ့်မယ်သူတို့ဘာကိုပေးသောပမာဏအတိုင်းသင်ပြန်ခံရလိမ့်မယ်လာပြီအဲ့ချိန်မှာကျွန်တော်တို့ရဲ့စကားတွေအဖြစ်အပြစ်လွတ်စရာအကြောင်းရှိနိုင်တယ်ကျွန်တော်တို့ရဲ့အပြစ်လွတ်ခြင်းအဖြစ်အပြစ်လွတ်စရာအကြောင်းရှိတယ်နောက်ဆုံးကျွန်တော်တို့မျှော်လင့်ကြတစ်ခုကဘာလဲဆိုတော့အပြစ်လုံးဝထင်ရှားရင်တောင်မှယေရှုခရစ်တော်သည်သူ့ရဲ့တန်ရှင်းခြင်းပေါ်မှာယက်တည်ပြီးတော့တရားစီရင်တဲ့ဖခင်မဟုတ်ဘဲနဲ့သင်အပြစ်များတယ်ဆိုတာသိပေမဲ့ခွင့်လွတ်ခြင်းကဂရုဏာအရာမှာကြွယ်ဝသောဖခင်ဖြစ်တယ်။ဒါပေမဲ့ဖခင်အဲ့ဒီဂရုဏာအရာမှာကြွယ်ဝတဲ့ဖခင်ဘသူတွေကိုနှိမ်ချတတ်လဲ။မာနကြီးသောသူကိုနှိမ်ချတတ်တယ်။သူတို့ဘာကိုတရားစီရင်သောသူကိုနှိမ်ချတတ်သောဖခင်ဖြစ်တယ်။ကြောင့်ဒီနေ့ညီကောင်မောင်မတို့ကျွန်တော်တို့ဒီသူတို့ဘာကိုတရားစီရင်သောသူတွေမဟုတ်ဘဲနဲ့မိမိကိုယ်ကိုစစ်ဆေးပြီးတော့အာမင်မိမိကိုယ်ကိုစစ်ဆေးပြီးတော့ဘုရားသခင်ရှေ့မှောက်မှာတိုးဝင်ဖို့အရေးကြီးတယ်ဆိုတော့သိစေချင်ဒါကြောင့်ယောမခန်းကြီး7အငယ်3မှာသင်တို့ဒီကိုယ်ကိုထင်သင့်သည့်အတိုင်းထက်လွန်၍မထင်ပဲဘုရားသခင်ဒီလူအသီးသီးတို့ဟာယုံကြည်ခြင်းကိုပေးဝေတော်မူသည်နှင့်အညီကိုယ်ကိုလျောက်ပတ်စွာထင်ရမည်ကြောင်းငါသည်ကိုခံရသောကျေးဇူးတော်ကိုအမိပြုလျက်သင်တို့တွင်ရှိသမျှသောသူတို့ကိုမှားထား၏မိမိကိုယ်ကိုစစ်ဆေးရအောင်The CD အသင်းတော်မိမိကိုယ်ကိုစစ်ဆေးရအောင်ဟာလေလုယာဟိုအသင်းတော်ဘာဖြစ်တယ်ဒီအသင်းတော်ဘာဖြစ်တယ်ဟိုတရားဟောဆရာဟိုသင်းဟောဆရာလက်ညှိုးမထိုးပါနဲ့ငါတို့ဘာဖြစ်နေလဲဆိုတာကိုအရင်ဆုံးစဉ်းစားပါငါတို့ကဘာတွေအားနည်းချက်တွေရှိနေလဲဟိုအားနည်းချက်တွေဒီလောက်ထိမှားတဲ့ຢာတွေကိုလှုပ်ဆောင်တော့မှဘုရားငါတို့ကိုဂရုဏာအရာမှာတက်ရောက်တယ်ယေရှုပြုတယ်ဆိုရာကိုနေ့တိုင်းမြင်ပြီးတော့တရားချင်းစီတိုင်းမှာတရားပြီးတရားနှိတ်ချခြင်းနဲ့သွားမယ်ဆိုရင်တော့ဒီနေ့ခရစ်တော်ရဲ့အရှိကိုရောက်တဲ့အခါမှာဟာလေလုယာဒီနေ့အပြစ်ခွင့်လွှတ်ခြင်းကိုခံရမယ့်သူကကျွန်တော်တို့ဖြစ်လာပါလိမ့်မယ်အာမင်နောက်ဆုံးချက်ပိုက်လေးဖတ်မယ်ပြီးရင်ဆုံးသက်မယ်တကယ်နောက်ဆုံးချက်ပိုက်ယာကုပ်ခန်းကြီး2အငယ်73ဂယုဏမရှိသောသူသည်ဂယုဏကိုမရဘဲတရားစီရင်ခြင်းကိုခံရလိမ့်မည်ဂယုဏသည်တရားစီရင်ခြင်းကိုအောင်၍ဝါကြွားတတ်၏ဟာလေလုယာဟာလေလုယာ mercy triumphs over judgmentတရားစီရင်ခြင်းတိုင်းသာဆိုရင်တော့သင်လည်းမလုပ်ဘူးကျွန်တော်လည်းမလုပ်ဘူး။ဒါယေရှုကိုယုံကြည်လက်ခံပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ကဘာဖြစ်မှမလုပ်တော့ဘူး။တန်ရှင်းသွားပြီးဖြောင့်မတ်ဖြောင့်မတ်အရင်ဖြောင့်မတ်တာစကားတော်မှမလိမ်တတ်တော့ဘူး။လိမ်ချင်တာတော့မှမလိမ်တတ်တော့ဘူး။အဲ့လိုရှိလားမရှိဘူး။ခရိယန်ကပိုးတော်မှကျွမ်းသေးတယ်လိမ်လား။သူကအဲ့တော့မှားတတ်တယ်လိမ်တတ်တယ်လဲတတ်တယ်ဒုစရိုက်လမ်းထဲမှာလဲတက်တယ်ဒါပေမဲ့ကျွန်တော်တို့ဟာနှိမ်ချသောနှလုံးသားနဲ့ဘုရားသခင်စီကိုလှည့်လာမယ်ဆိုရင်စောစောကပြစ်မှားသောအမျိုးသမီးအပြစ်ထင်ရှားပေမဲ့ယေရှုကသူ့ကိုယ်သူပြန်စစ်ဆေးတဲ့အခါမှာလည်းဘာအပြစ်မှမရှိတော့တကယ်ဆိုတရားစီရင်မယ်ဆိုရင်ယေရှုတရားစီရင်လည်းဘယ်သူမှအပြစ်ပြောလို့မရဘူးယေရှုမှအပြစ်မှမရှိတာအပြစ်ကင်းသောသူကတရားစီရင်လို့ရတယ်လေယေရှုကအပြစ်ကင်းတယ်တရားစီရင်မယ်ဆိုလဲမှားတယ်လို့ပြောလို့မရပေမဲ့ယေရှုက
သူ့တန်ရှင်းခြင်းကနေတရားမစီရင်ဘူးသူဘာပဲလုပ်လဲအပြစ်ခွင့်လွတ်တယ်အာမင်အာမင်ဘာကြောင့်တရားစီရင်ခြင်းရဲ့အပေါ်မှာပါရှိလဲဘုရားခင်ရဲ့ဂရုဏာတရားရှိအဲ့ဂရုဏာကြောင့်ကျွန်တော်တို့ဒီနေ့ဒီနေရာမှာရှိနေတာဖြစ်ပါတယ်ရှိတဲ့နေရာမှာတည့်ရအောင်